လက်ဆောင်ပေးရင်ဘယ်လိုခံစားရလဲဘယ်လိုခံစားရလဲလက်ဆောင်ရတဲ့ခါမှာဘယ်လိုခံစားရလဲကဲဟုတ်ပြီလက်ဆောင်ပေးတယ်ဆိုတာဘယ်သူတွေကိုပေးကြလဲကျွန်တော်ချစ်တော်သူများကိုပေးကြတာဖြစ်တယ်ဒီနေ့ခရစ်မတ်ရဲ့အဓိပ္ပာယ်ဟာထာဝရဘုရားကကျွန်တော်တို့ကိုခရစ်မတ်လက်ဆောင်ပေးတယ်ဆိုတာကမုန်းတော်သူကိုပေးတာမဟုတ်ဘူးချစ်တော်သူကိုပေးတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ထာဝရဘုရားကကျွန်တော်တို့မမွေးခင်ကလေးကအတရီအေဝါအပြစ်လုံးကလေးကလည်းကျွန်တော်တို့အတွက်ပြင်ဆင်ထားပေးတဲ့လက်ဆောင်ထုတ်ကြီးတစ်ခုရှိတယ်။အဲ့ဒီအရာလေးကဒီနေ့ခရစ်မတ်ရဲ့လက်ဆောင်ဖြစ်တဲ့ယေရှုခရစ်တော်ဖြစ်တယ်။ဒါဆိုအဲ့ဒီယေရှုခရစ်တော်လည်းကျွန်တော်တို့ဘာဆိုင်လို့လဲ။ဘာကြောင့်ပေးချင်ရတာလဲပေါ့။ဘာကြောင့်ကကျွန်တော်တို့လူအပ်နေတယ်လဲပေါ့။ကျွန်တော်မလိုအပ်ဘူးဆိုတော့ဘုရားကပေးမှာမဟုတ်ဘူးကျွန်တော်လိုအပ်နေလို့ပဲခါလေကျွန်တော်ကိုတတိမထားမိဘယ်နေကောင်းနေနိုင်တယ်ဒါပေမဲ့ကျွန်တော်စီမှာလိုအပ်တာရှိတယ်တမလို့ဆိုတာရှိတယ်အတူရှိရင်စစ်ရှိတယ်အမရှိရင်အမှန်ရှိတယ်သင်္ခါရရှိရင်ထာဝရရှိတယ်ဒါဆိုမတည်မြဲတဲ့ကဘာရှိတယ်ဆိုရင်တည်မြဲတဲ့နိုင်ငံရှိပြီးသားဖြစ်ပါတယ်ဒါတော့သင်္ခါရဖျားရှိတယ်ဆိုထာဝရဖျားရှိတာဖြစ်တယ်ဒီနေ့လက်ဆောင်လူတွေပေးတဲ့လက်ဆောင်တွေတော့မှကျွန်တော်အရင်အခုကြတော့ခရစ်စမတ်ဆိုတဲ့အဓိပ္ပာယ်ကိုကောထာဝရဖျားပေးတော့ခရစ်စမတ်လက်ဆောင်ဖြစ်တယ်ကဲဟုတ်ပြီဒီချမ်းချက်လေးပဲနော်ကျွန်တော်အလုံးဝိုက်ဖတ်ကြည့်အောင်ကဲ1 2 3ကဲဟုတ်ပြီဒါဆိုတော့ယေရှုခရစ်တွေအပြစ်ရှိကဲဒီအန်တော့ကအပြစ်ရှိတော့သူတွေလေဟဲ့ဟုတ်တယ်ကျွန်တော်တို့အပြစ်ရှိတော့သူရှိလားမမဘူးတဲ့သူရှိလားအားလုံးကအပြစ်သားတွေဖြစ်တယ်ဆိုတာကိုလိန်လို့မရဘူးကိုညာလို့လည်းမရဘူးဘယ်သူမှညင်းလို့လည်းမရဘူးတဲ့အရာကတက်တည်ရှိတာဖြစ်တယ်ဒါကြောင့်မို့အပြစ်ရှိတော့သူများအတွက်ရှိတယ်ဖြစ်တယ်ဒီနေ့လူမျိုးသူဆရာမလို့ဘူးဘာသာသူဆရာမတူဘူးနိုင်ငံသူဆရာမလူပဲမဲ့လို့အပြစ်ရှိရခြင်းကတော့အတူတွေပဲဖြစ်တယ်ဒီနေ့ထာဝရဘုရားရဲ့မျက်မှောက်တော်မှာကျွန်တော်တို့အားလုံးကအပြစ်ရှိတော်သူများဖြစ်တာဖြစ်တယ်ဒါကြောင့်အပြစ်ကဘယ်လိုရောက်လာသလဲတော့တယောက်တော်သူအဖြစ်ဖြစ်တယ်အများသောအဖြစ်မဟုတ်တယောက်တော်သူအဖြစ်ဖြစ်တယ်ကျွန်တော်ဖတ်ကြည့်ရအောင်ဒီနေ့တော့အပြစ်တရားတွေတယောက်တော်သူအဖြစ်ဤလောကသို့ဝင်၍အပြစ်တရားအဖြစ်တေခြင်းတရားဝန်ဒီနေ့အငြင်းလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်တေခြင်းသို့ရောက်ရကြ၏ကဲဟုတ်ပြီခုနကလူသားအားလုံးအပြစ်မရှိဘူးလားရှိတယ်ဆိုရင်လူအပြစ်ရဲ့အဆုံးကပါလေတေခြင်းဖြစ်တယ်လို့တမန်ကျမ်းစာပြန်လာပြန်တယ်လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်ပြစ်ဒုစရိုက်ပြုသောကြောင့်လို့မပြောထားဘူးအပြစ်ရှိသောကြောင့်တေခြင်းတို့ရောက်ရတာဖြစ်တယ်တဲ့တယောက်သောအားဖြင့်ဖြစ်တယ်လို့ကြည့်တဲ့အခါမှာထာဝရဘုရားရဲ့မျက်မှောက်မှာကျွန်တော်တို့လူသားတွေအားလုံးကျွန်တော်တို့ရဲ့ဘူပေကျွန်တော်တို့ဘူပေကြည့်လိုက်ခါမှာနောက်ဆုံးကအာဒံအေဝါစီပဲရောက်သွားမှာဖြစ်တယ်ဆိုတော့လူတယောက်သောအားဖြင့်လို့ပြောချင်တာကအာဒံနဲ့အေဝါကိုဆိုလိုခြင်းဖြစ်တယ်ဆိုတော့အာဒံနဲ့အေဝါကနဲ့ဆင်းသက်တော်လူသားအားလုံးကမ္ဘာလောကသားတွေအားလုံးကဘာဖြစ်အပြစ်ရှိသောကြောင့်တေခြင်းတရားဝင်ရောက်လာဖြစ်တယ်တဲ့ဒီနေ့ကျွန်တော်တို့ကတေဆိုတဲ့အခါမှာကျွန်တော်ပြောကြလေတယောက်ကဆုံသွားပြီဆိုဘာကြောင့်လဲဖျားလို့တဲ့ဦးနာကြောင့်မို့တဲ့စင်ကေတိုက်လို့တဲ့ကိုဝိတ်ကြောင့်မို့တဲ့ဟောဟာကြောင့်မို့ဒီဟာကြောင့်မို့မပြောကြဘူးလားပြောကြတယ်ဒါပေမဲ့ထာဝရဘုရားရဲ့အကျမ်းစာတော်မြတ်ထဲမှာတော့စင်ကေတိုက်လို့လည်းမပြောဘူးဦးလို့လည်းမပြောဘူးအပြစ်ရှိသောကြောင့်လို့ပြောရတယ်ဘာရှိသောကြောင့်လဲအပြစ်ရှိသောကြောင့်တေခြင်းတို့ရောက်ရတာဖြစ်တယ်တဲ့ဒီနေ့ကျွန်တော်တေခြင်းရခြင်းရဲ့အကြောင်းကအပြစ်ရှိသောကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနားလည်စေချင်တယ်ဒီနေ့ကိုဝိတ်19ဖြစ်လာတဲ့အခါမှာတနိုင်ငံနဲ့တနိုင်ငံကလောက်တောင်းတယ်လောက်ကြတယ်ငါတို့နိုင်ငံကိုလည်းမလာကြနဲ့အေးဘော့တွေအားလုံးလည်းပိတ်ပြီးမှပေါ့နော်လှုပ်ဆောင်ကြတယ်အဲ့ဒါဘာကြောင့်မို့လဲလို့ပြောရင်ကိုဝိတ်ကိုကြောက်လို့ကိုဝိတ်19ကဘာဖြစ်လာလို့လဲတေလာလို့ဖြစ်တယ်တေလာလို့ဖြစ်တယ်အဲ့ဒါတေလာမှာကိုကြောက်လို့ကျွန်တော်ကိုဝိတ်19ကိုကောက်ွယ်တာဖြစ်တယ်မတေလာဘူးဆိုဘယ်သူကြောက်လဲဘယ်သူမှ
မကြောက်ဘူးဒီနေ့နိုင်ငံတိုင်းကကျွန်တော်တို့အဲ့ဒီကိုဗစ်-19ကိုကြောက်ပြီးမှကျွန်တော်တို့ကလောက်ဒေါင်းတယ်လောက်ကြတယ်တကယ်တမ်းဆိုရင်တမန်ကျမ်းစာအရဆိုရင်ကျွန်တော်တည်ခြင်းရခြင်းအကြောင်းကကိုဗစ်-19ကြောင့်မဟုတ်အပြစ်ရှိသောကြောင့်ဖြစ်တယ်ဆိုတဲ့အရာကိုတကယ်အပြစ်မျိုးရိုးကိုကောင်းကောင်းလဲနိုင်ငံကဘာသူကဘာသားများကျွန်တော်အားလုံးဒီအရာကိုသိမြင်သဘောပေါက်မယ်ဆိုရင် lockdown လောက်ရှာမလို့ပဲနဲ့လူသားတွေကိုတည်ခြင်းထဲကနေလွတ်မြောက်ရာလမ်းကိုလူတိုင်းကနိုင်ငံအလိုက်ကိုလှုပ်ဆောင်ကြမှာဖြစ်တယ်အတိတ်ကကျွန်တော်ကိုဗစ်-19ကြောင့်မဟုတ်တရားခြင်းတွေကျွန်တော်စစ်ကြောင့်မဟုတ်ဆိုင်ကတိုက်လို့လည်းမဟုတ်ဘူးတရားခြင်းအကြောင်းတွေအပြစ်ရှိသောကြောင့်ဖြစ်တယ်ဆိုတဲ့အရာကိုလူတိုင်းနိုင်ငံတိုင်းသိမယ်ဆိုရင်နိုင်ငံအလိုက်ကိုဒီခရစ်စမတ်ရဲ့အကြောင်းကိုပြောဖို့ဖြစ်ပါတယ်ဒါမဲ့စာရမဏတ်ကဖုံးကွယ်ထားတယ်အပေါ်ယံဖြစ်သောကြောင့်ဟောဖြစ်သောကြောင့်တည်တယ်လို့ပဲပြောတာတကယ်တော့အပြစ်ရှိသောကြောင့်ဖြစ်တယ်အပြစ်တော်လူသားများကိုထာဝရဘုရားကချစ်တော်ကြောင့်ဖြစ်တယ်အပြစ်ကြောင့်ကဲဟုတ်ပြီဒါကြောင့်ဘာကြောင့်မကယ်တင်တယ်လဲဘာကြောင့်အပြစ်သားတဲ့ထာဝရဘုရားဘာကြောင့်ဘာဆိုင်တယ်လဲပေါ့ပြကြည့်အောင်တင်းနေတော့ငါတို့ဒီဘုရားသခင်နဲ့ဆက်ဆိုင်ဒီကို၎င်းလောကီသားအပေါင်းတို့သည်မာန၏လက်၌ရှိကြသည်ကို၎င်းငါတို့သိကြ၏ဟုတ်ပြီဒါဆိုငါတို့ဒီတဲ့ထာဝရနဲ့ဆက်ဆိုင်တယ်တဲ့ထာဝရဘုရားဖန်ဆင်းထားတော်မူသောလူသားများဖြစ်ကြပါလေကျွန်တော်အားလုံးကျွန်တော်ကမ္ဘာလောကသားများအားလုံးကဘုရားသခင်ရဲ့ဖန်ဆင်းထားသောလူသားများဖြစ်သောကြောင့်ဘုသူနဲ့ဆက်ဆိုင်ထာဝရဘုရားနဲ့ဆက်ဆိုင်တော်သူဖြစ်တယ်ထာဝရဘုရားနဲ့ဆက်ဆိုင်သောလောကီသားအပေါင်းတို့ကမာနရဲ့လက်ထဲမှာကျွန်တော်တို့ရှုံးသွားတယ်မာနရဲ့လက်ထဲရှုံးသွားတော့ကြောင့်ကျွန်တော်အားလုံးကအဲ့ဒီမာနဆိုင်တဲ့အရာတည်ခြင်းဆိုတဲ့ဒီနဲ့မျိုးရိုးတည်ခြင်းမျိုးရိုးကဘုသူ့ဆရာနဲ့လာတယ်လို့ပြောရင်အပြစ်လုပ်တဲ့ထဲကနေဖြစ်တယ်အဲ့ဒီမျိုးရိုးကဂျားတွေကလည်းစာဒန်မာနထဲကနေလာတာဖြစ်တယ်စာမာနဖြစ်တော့ဖယားကတစ်လို့ပြောရင်နဲ့ဖယားရဲ့ဆန့်ကျင်ဘက်လုပ်တဲ့အရာကအပြစ်ဖြစ်တယ်ဆိုတော့စာဒန်မာနရဲ့မျိုးရိုးဗီဇကျွန်တော်စီမှာရှိသွားတော့ကြောင့်ကျွန်တော်အားလုံးကဘယ်သူနဲ့တက်ဆိုင်တော့လဲစာဒန်မာနနဲ့တက်ဆိုင်သွားတော့သူများဖြစ်ပါတယ်ဒါကြောင့်မအဲ့ဒီစာဒန်မာနရဲ့အဆုံးသူနဲ့သူထာဝရအပေကိုလာဖို့ရန်ဖယားထာဝရဘုရားကအလူတော်မရှိတော့ကြောင်းစာဒန်မာနရဲ့လက်ထဲမှာကျွန်တော်ကိုပြန်လဲရွေးချယ်ဖို့ရန်ကျွန်တော်ခရစ်စမတ်ဒီအချိန်ခါလာမှာဒီနေ့ဆရာပြောထားတဲ့အတိုင်းပဲတကယ်ပဲယေရှုတော်ဟာလူစားတိကိုခလဲဤလောကကြီးကိုဆင်းသက်လာတဲ့အချိန်ကာလပဲဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ကြည့်ရအောင်ကျွန်တော်တို့ကဒုစရိုက်ပြုတ်လို့အပြစ်ဖြစ်လာတာလားဒါမှမဟုတ်အပြစ်ရှိလို့ဒုစရိုက်ပြုတ်တာလားတောက်တိဖို့ရေးကြီးတယ်တစ်ပင်နဲ့ကျွန်တော်ကြည့်ရအောင်ဒါဆိုရင်ထာဝရဘုရားရဲ့တမန်ကျမ်းစာတော်မြတ်ထဲမှာကျွန်တော်တို့ဗာလဲမွေးစားကပြီးအပြစ်ရှိတာဖြစ်တယ်တဲ့အပြစ်ဆွဲလက်မွေးဖွားလာတော့သူဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်အပြစ်ကိုဒီတစ်ပင်မျိုးရိုးကိုကျွန်တော်ကြည့်ရအောင်ဥမာဒီတစ်ပင်မျိုးရိုးကတရုတ်စီးဒီပင်ထားပါတော့ဒါဆိုရင်မြင်နေတဲ့အတီးပဲဖြစ်ပါစေမမြင်တဲ့အတီးပဲတီးဖြစ်ပါစေအများစွာအတီးတီးတာပဲဖြစ်ပါစေနည်းနည်းပဲတီးပါစေတရုတ်စီးဒီကတရုတ်စီးဒီတဲ့ဘာကြောင့်မို့လဲအမျိုးကတရုတ်စီးဒီပင်ဖြစ်တဲ့အတွက်ပဲကျွန်တော်လည်းဘာကြောင့်မဒုစရိုက်ပြုတ်တယ်လဲလို့ပြောရင်အပြစ်သားဒုစရိုက်ကိုပြုတ်တာဖြစ်တယ်ဘယ်သူမှတုန်တင်စရာမလိုဘူးဘယ်သူမှလည်း Sunday School ထဲမှာလိန်ဖို့ညာဖို့ရန်ခိုးဖို့ရန်မကောင်းကြံဖို့ရန်မကောင်းစဉ်းစားဖို့ရန်ဘယ်သူမှမတုန်တင်မတိနေဘူးလားတီးနေတယ်ဆိုတာအချိန်တိုင်းဘာဖြစ်လာလဲအတီးကိုတီးလာတယ်ဘာကြောင့်မို့လဲအပြစ်သားမလို့ဒုစရိုက်အပြစ်ကိုလှုပ်လာတယ်ဟုတ်ပြီဒီပုံမှာကျွန်တော်ကြည့်ရအောင်ပိုတင်တီးကတော့ကျွန်တော်လူမိုက်ပေါ့ကျွန်တော်ကတကယ်လူစုလူမိုက်ဖြစ်တယ်တကယ်လူရမြင်ထဲမှာပေါ့နော်တခိုးသူမြကအစပေါ့နော်ဘိန်းစားကြီးဖြစ်တယ်ဖောသမာကြီးပြီးဖြစ်တယ်အဲ့ဒီထဲမှာတကယ်ဖျားရဲ့နှုတ်ကပတ်တော်အပြင်ပြောင်းလဲလာတာဖြစ်တယ်ဆိုတော့ကျွန်တော်ကပိုတင်တီးသမားဖြစ်တယ်
ဆိုတော့ဘယ်လူကမထင်ဘူးလူတွေကလူမြင်တယ်လို့ပဲမိုက်မဲတယ်မကောင်းတဲ့အရာကိုလှုပ်ဆောင်တယ်တောက်စားတယ်မူးရစ်တယ်တောက်စားလဲကိုယ့်နဲ့ကိုအေးဆေးနေတာမဟုတ်ဘူးမူးရစ်သူတစ်ပါးကိုပြဿနာရှာတဲ့အဖွဲ့တွေပေါ့ပေါ်တင်တဲ့အဖွဲ့တွေတပ်ပေါ်တင်တဲ့အဖွဲ့တွေပေါ်တင်တဲ့မြင်ရတာဖြစ်တယ်ကဲဟုတ်ပြီတမိုင်းပဲပေါ်တင်ကကြတော့လူတွေအပြစ်တင်ကြတယ်ဘသူတွေတင်ကြတယ်လို့ပြောရင်ရွက်ပုံတီသမားအဖွဲ့တွေကအပြစ်တင်ကြတယ်အော်ဟောလူတွေကဘသူမှမဆုံးမဘူးလားမသိဘူးဘာလဲညာတယ်မျိုးအဲ့ဒါကပေါ်တင်တီးတဲ့အတီးနောက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ပြောရင်ရွက်ပုံတီကလူတွေကလူရှေ့မှာကြတော့မမြင်ဘူးပရိသတ်စည်းဝေးမှာဆိုရင်ဟိုဖျားပွဲတွေမှာဆိုရင်ကျွန်တော်ခရိယာဆိုဖျားเจ้าမှာဆိုအရှဲမာတွေထိုင်တယ်တကယ်အကောင်းဆုံးပြောတဲ့ဒီရှေ့မှာထိုင်တယ်လို့ကိုပြောချင်တာမဟုတ်ပါဘူးလို့ပြောချင်တဲ့ကဟောမှာအကောင်းဆုံးအသက်ရှင်တယ်လို့လူရှေ့မှာအကောင်းဆုံးနေထိုင်တော်သူလူရှေ့မှာလုံးဝအပြစ်တင်ခွင့်မရှိတော်သူအဲ့ဒီလူတွေကရွတ်ပုံတီးတယ်ရွတ်ပုံတီးကဘာလဲ तू ကလူမြင်တာအောင်လှုပ်တာမရှိဘူးဒါမဲ့ခိုးပြီးမှပဲလှုပ်တယ် तू တပားမသိအောင်ပဲလှုပ်တယ်တခြားမှဆိုတော့အော်တော့တွင်တင်တယ်တော့ပြီးမှပြောတယ်အော်ဒီလိုလှုပ်ပါနော်ဒီလိုလှုပ်ပါဟောလိုလှုပ်ပါ तू တပားကတော့ဆုံးမတယ်လူမိုက်တွေကိုခေါ်လာတယ်ပေါ်တင်တီးသမားတွေကိုခေါ်လာပြီးမှမင်းကမြင့်ပါမဆုံးမတဲ့လူလားအဲ့လိုနေပါဒီလိုအသက်ရှင်ရတယ်မတုံးရဲ့ဘာညာတဲ့ဆုံးမတော်သူဖြစ်ပါတယ်ရွတ်ပုံတီသမားတွေကရွတ်ပုံတီသမားတွေကအပြစ်တင်ကြတယ်ဘုသူ့တင်တယ်လေလို့ပြောရင်ဒီပေါ်တင်တီသမားတွေကိုအပြစ်တင်ကြတယ်အပြစ်ရှိတယ်ဒါဆိုရင်ကိုကဘာဖြစ်သွားလဲအပြစ်မရှိဘူးဒီနေ့ပြောင်းလဲရအခက်ဆုံးထဲမှာရွတ်ပုံတီသမားတွေပါတယ်သူတို့ကလူတွေအောင်မလုပ်တဲ့အတွက်သူတို့ကပြောင်းလဲရတမခက်တယ်ဒါကြောင့်မို့ထာဝရဘုရားရှေ့မှာအလွန်လိမ်မာတော့လူမိုက်ဖြစ်တယ်အပေါ်ရန်ကတော့အရန်ကောင်းတယ်အရန်လှပတယ်။အိုမတထေးတွေဆိုလဲအိုးအဲ့လူနိုင်တယ်ဟောမှာအဲ့မလုတ်တယ်ဟောမှာစီတီဆောက်ပြီးတယ်အိုးဖျားချောင်းဆောက်တဲ့နေရာမှာဘလောက်ထည့်ပြီးဟောလို့ထည့်ပြီးလို့ဘလောက်ပြောနေပဲနော်ဘယ်မဲ့လို့ကုတူကောင်းမို့တာဒီဖက်လုံနေတာအနောက်ဘက်မှာလောဘကြီးနဲ့သူတပါးသားသမီးတွေကိုဖျက်ဆီးတဲ့တို့လည်းအများကြီးပဲဘယ်သူမှမမြင်လိုက်ဘူးဘယ်သူမှမတိလိုက်ဘူးဘယ်သူမှမမြင်မသိပဲမဲ့ကိုမသိဘူးလားဖះလည်းမသိဘူးလားကိုလည်းမသိဘူးလားလိန်လို့မရအောင်ညာလို့မရအောင်အဲ့ဒါရွတ်ပုံတီတမှာကဲဟုတ်ပြီရွတ်ပုံတီဖြစ်ပေါ်တင်တီဖြစ်တရုတ်စီတီတော့တရုတ်စီတီပါပဲဒီနေ့ထင်တာမြင်တာအပြစ်ပဲလုပ်ပါစေမမြင်တဲ့အပြစ်ပဲသူလူတွေမမြင်တဲ့အပြစ်ပဲလုပ်ပါစေအပြစ်သားတော့အပြစ်သားပဲလူတွေမိုင်းမေးစွာနဲ့လုတ်တဲ့လူနဲ့ယူသားသားနဲ့လုတ်တဲ့အပြစ်သားအေးဆေးနေတဲ့အပြစ်သားပဲရှိအားလုံးကအပြစ်သားတော့အပြစ်သားပါပဲဘုရားရှေ့မှာဒါကြောင့်မို့ကျွန်တော်တို့လူတွေကအပြစ်သားတွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘုရားနဲ့လူနဲ့ဝေးကွာရခြင်းအကြောင်းဘာကြောင့်ဝေးကွာရလဲလို့ပြောရင်ထာဝရဘုရားကဖြောင့်မတ်တော်သူဖြစ်တယ်ဖြောင့်မတ်တော်သူဖြစ်တယ်တန်ရှင်တော်သူဖြစ်တယ်ဒါကြောင့်မို့အပြစ်ရှိတော်သူတွေအတူနေလို့မရဘူးဒါကြောင့်မို့ဖယားနဲ့ကျွန်တော်တို့လူသားများတွေဝေးကွာနေတာဖြစ်တယ်ဒီနေ့ဒီဖက်ကတော့ဖျားနဲ့ဝေးကွာသောလူသားများကမ္ဘာလောကကြီးများလို့ကျွန်တော်တွေ့လို့ရပါတယ်ဟိုဘက်ကကျတော့ဖယားရှိတယ်ဥချင်းတာချင်းမရှိတဲ့ထာဝရနိုင်ငံတော်ကိုကျွန်တော်မြင်ရအောင်အဲ့လိုမြင်ရအောင်ဆိုတော့ကိုကမကောင်းပေမဲ့လို့ကောင်းတဲ့နေရာမရောက်ချင်ဘူးလားရောက်နေကိုကဆိုးနေပေမဲ့မကောင်းလားကောင်းနေရရောက်ချင်တယ်ဒါကြောင့်မို့စိုးရင်ပူပန်တယ်ဆိုတာတခုအားလုံးမရှိတယ်ဟုတ်လားအိုးတမလုံငါဘယ်လိုဖြစ်မလဲငါဘယ်လိုလှုပ်ဆောင်လဲကောင်းတဲ့နေရာရောက်ဖို့ငါဘယ်လိုလုပ်မလဲဒါဆိုဘာသာတရားကတော့ပြောတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မယ်ကြိုးစားပါကိုကြိုးစားပါကောင်းအောင်နေပါကိုသူကောင်းမို့ပြုပါလို့ဘာသာတရားကပြောသွင်းပါတယ်ဒါပေမဲ့ကျွန်တော်ကောင်းအောင်နေနိုင်လားကျွန်တော်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်လားကဲဟုတ်ပြီကုသိုလ်ကောင်းမှုလုပ်မယ်တင်းထောင်ချီနဲ့များစွာသောသူကိုကုသိုလ်ကောင်းမှုလုပ်နေတယ်ဘာဖြစ်မှာဘာများလို့လဲလောဘများနေလို့ပဲအဲ့ဒါဒါဆိုဘယ်လိုလုပ်မလဲဒါကြောင့်မပူပန်ခြင်းနဲ့ဒီဘက်လူကြည့်အောင်ပူပန်ခြင်းနဲ့လှုပ်ဆောင်နေရတယ်
အော်ငါတမလွန်တော့ဘယ်လိုလုပ်မလဲကျွန်တော်တီးတော့တီးနေတယ်အော်သင်္ခါရရှိတယ်ဆိုထာဝရတော့ရှိဆိုတာတော့ရှိတယ်ဘယ်လိုလုပ်မလဲအဲ့ဒီသင်္ခါရကနဲ့ထာဝရဖြစ်ဖို့ရအောင်ဘယ်လိုလုပ်မလဲအဲ့တော့ကျွန်တော်တွင်တင်ပြီလေအော်ကောင်းတာလုပ်ရင်ကောင်းတာလုပ်မယ်ဆိုကြိုးစားပြီးမှလုပ်ကြံကြည့်တာပေါ့ဒါမဲ့လုပ်နိုင်သလားပေါ့ကောင်းတာလုပ်ရင်ကောင်းမဲ့နေရာရောက်မယ်ဆိုတာကောင်းတဲ့ကိုလှုပ်ဆောင်ရင်ကောင်းတဲ့နေရာရောက်မယ်ဆိုတာမမှန်ဘူးလားအမှန်တရားပဲဖြစ်တယ်ဒါမဲ့ကျွန်တော်ကောင်းနိုင်လားကျွန်တော်တရားတွေကမကောင်းနိုင်ဘူးလားကောင်းတယ်အမတမကောင်းတာဖြစ်တယ်မကောင်းတာဘာလို့လဲလူဖြစ်တယ်ငါကိုယ်တိုင်ဟာမကောင်းဖြစ်နေတယ်ဒါကြောင့်ဟောပိကမ်းရောက်ဖို့ဘယ်လိုလှုပ်ဆောင်မလဲလှုပ်ဆောင်တဲ့အခါမှာကျွန်တော်ရဲ့ကြိုးစားကျင့်ကြံမှုအပြင်လှုပ်ဆောင်တယ်လှုပ်ဆောင်ကြည့်တယ်ကိုကျင့်တရားအပြင်ကောင်းအောင်နေကြည့်တယ်လိမ္မာအောင်နေကြည့်တယ်ဒါမဲ့ကလေးတွေကိုကျွန်တော်ရဲ့သားအရွယ်ဆိုရင်အခု3နှစ်ကျော်ပဲရှိသေးတယ်သူ့အမေမလုံနဲ့နော်လို့တခုခုလှုပ်ထားပြီဆိုပြန်လာပြီဆိုသူ့အမေလိုက်ရှာတယ်ငါသားချက်ဘေးရောက်နေလဲချက်လိုက်ရှာတယ်ဘေးနာတကားနားမပုံနေတယ်ဘာကြောင့်လဲချိုချင်းတင်စားနေဆိုတာချိုချင်းစားထားပြီအဲ့ဒါတကားနားမှာကိုကောင်းလေးကိုတိနေတာပဲအဲ့တော့ပြောချင်တဲ့သဘောကကလေးလေးတော်မှာသူ့အရွယ်အပြစ်လုပ်ဖို့တင်ပေးချာမလိုဘူးကိုအပြစ်လုပ်ထားပြီဆိုတာကောင်းလေးကိုတိနေတယ်ကိုကောင်းလေးကိုတိနေတယ်ဒါကြောင့်မို့ပုံနေတာဒါကြောင့်မို့ထာဝရဘုရားကလည်းကဘာဦး3:90မှာညနေပိုင်းထာဝရဘုရားလာတဲ့အခါမှာအာဒံတင်အပေမှာရှိတယ်လို့ပြောတဲ့အခါငါတို့ဒီအဝတ်အချင်းလေးဖြစ်တော့ကြောင်းကြောက်လက်ပုံနေ၏ဒါကြောင့်ကောင်းကင်မှာလာတဲ့အခါမှာကြောက်ရွံ့ခြင်းနေဒါကြောင့်မို့အပြစ်ရှိတော့ကြောင်းကြောက်တာဖြစ်တယ်ပြောချင်တဲ့ဘောကလူလောကသားအားလုံးကအပြစ်သားဖြစ်တယ်အပြစ်သားကနေကောင်းတဲ့နေရာရောက်ဖို့ရမကြိုးစားဘူးလားထောင်းအောင်ကြိုးစားတယ်ဒါမဲ့ကောင်းတဲ့အရာတဲ့မကောင်းတဲ့ပုံမများဘူးလားကောင်းမို့တပည့်ငရဲတလဲအခုကတပိတ်တာမဟုတ်တော့ဘူးတလဲတဲ့ကဲကောင်းမို့ကိုတူနဲ့ကျွန်တော်ကောင်းတဲ့နေရာရောက်ဖို့ရကြိုးစားမယ်ကြိုးစားခြင်းစံကြည့်လိုက်မယ်ကြိုးစားကြည့်မယ်ဖြစ်နိုင်လားကြိုးစားကြည့်တယ်တဲ့ဒါပေမဲ့ကိုနင်းလိုက်တယ်ဒီမှာအကုတူကမများနေဘူးလားကံကြွေးကျွေးအကုတူကျွေးတွေကမများနေဘူးလားဒီမှာကောင်းမကုတူကမနေနေဘူးလားနေနေတဲ့အခါကိုယ့်ရဲ့တရားဆောက်တဲ့အရာခိုင်လားဘာကြောင့်မခိုင်တာလဲဟဲ့ဖျက်စိတ်ဆိုရင်တွားလို့ရမှာပဲဒီလူကောင်ကြီးကရမှာမဟုတ်ဘူးဘာကြောင့်လို့လဲကိုယ့်ရဲ့ကုတူကောင်းမှုကတပည့်ပဲဖြစ်နေတော့ကြောင့်ကိုကတလဲဖြစ်နေတော့ကြောင့်ဘယ်လိုမှမဖြစ်နိုင်ဘူးစံချင်းမမြည်တော့ကြိုးစားမှုကုတူတွေဖြစ်သွားတယ်ဆိုတဲ့ကိုကျွန်တော်သိဖို့ရည်ကြီးတယ်ဟုတ်ပြီထာဝရဘုရားရဲ့တမန်ကျမ်းစာတော်မြတ်ထဲမှာလည်းဤကဲ့သို့ပြောထားပါတယ်ကျွန်တော်တို့ရှိသမျှတို့တွေတဲ့မရှိပါတဲ့ပြုဖို့သမျှတော့ကုတူကောင်းမှုတို့တွေတဲ့ညစ်တော်အဝတ်နဲ့တူကြတယ်တဲ့ကျွန်တော်အားလုံးကဘာဖြစ်ပါကျွန်တော်ရဲ့ကြိုးစားကျင့်ကြံမှုအပြင်ကျွန်တော်ရဲ့ကုတူကောင်းမှုကရားရှိမှညစ်တော်အဝတ်နဲ့တူတယ်တဲ့ဒီအရာနဲ့ဖို့တကယ်ရွှေရှာကောင်းတဲ့အရာဖြစ်တယ်ဥပမာတစ်ခုပြောမယ်ဥပမာကျွန်တော် lucky cake lucky ပုံမကြိုက်ဘူးလားချက်သားလေးမကြိုက်ဘူးလားဟုတ်ပြီအရန်စားလို့ကောင်းမဲ့အဲ့ဒီချက်သားကအရန်ကောင်းတယ်စေတနာလည်းရှိတယ်မိဘများကိုကျွန်တော်အရန်ကျွေးချင်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့လက်မှာတော့ကျွန်တော်ကလက်ပယ်နေတယ်ဒီမှာမစင်နေကတ်နေတယ်ဒါပေမဲ့အဲ့ဒီအရန်ကောင်းတဲ့အဲ့ဒီ lucky မို့ကိုကျွန်တော်ယူပြီးမှကျွေးမယ်စားမလားဘာကြောင့်မစားလဲကျွန်တော်စေတနာမရှိလို့လားဒီမို့မကောင်းလို့လားဘာကြောင့်မို့လဲကျွန်တော်စေတနာမရှိလို့လဲမဟုတ်ဘူး lucky မို့မကောင်းလို့လဲဒိတ်လွန်သွားလို့လဲမဟုတ်ပါဘူးစေတနာလည်းကောင်းပါတယ်စေတနာလည်းကောင်းတယ်မဟုတ်လဲကောင်းတယ်အဓိကပြဿနာကဘာလဲလက်ကိုကပေနေတော့ကြောင်းလက်ခံပြီးမှစားဖို့မရဘူးသူနဲ့တူပဲကျွန်တော်ထာဝရဘုရားရှေ့မှာကျွန်တော်တို့ရဲ့ကုတူကောင်းမှုတွေကောင်းပါစေဘလောက်ပဲစေတနာတန်တန်နဲ့ထာဝရဘုရားကိုပူဇော်တဲ့အရာပဲဖြစ်ပါစေကိုကကောင်းအောင်ဘလောက်ပဲအသက်ရှင်တာပဲဖြစ်တယ်တို့ရဲ့ကုတူကောင်းမှုအဖြစ်ကျူးစားတဲ့အရာအားလုံးကကျွန်တော်တို့ပေနေတဲ့လက်နဲ့ကျွန်တော်တော့ကိုယ့်ရဲ့ဖရားကိုပူဇော်တာနဲ့တူနေတယ်ကိုယ့်ရဲ့အချင်းကောင်းခြင်းကိုယ့်ရဲ့လှုပ်ဆောင်ခြင်းတွေကိုယ့်ရဲ့ကုတူကောင်းမှုတွေဟာကျွန်တော်ဆန့်ခြင်းမမြည်တော့ကြောင့်ဖြစ်တယ်ဒါကြောင့်မို့သာစာထဲမှာဤကဲ့သို့ပြောထားအပေနီးဟူမူကားကဲဖတ်ကြည့်အောင်အပေတို့
ဘညက်တရားအလုံးစုံတို့ကိုစောင့်ရှောက်တည်တွေတစုံတစ်ခု၌မားမြင့်လေဘညက်စုံကိုချူဖောက်ရအပြစ်ရှိတယ်ကဲဟုတ်ပြီဘညက်တရားအလုံးစုံတဲ့ဟိုကမလုံနဲ့ဒါမလုံနဲ့ကောင်းအောင်နေပါလိမ္မာနေအောင်သူများကိုမပြစ်မှားရမခိုးရမတိုက်လူအသက်ကိုမတိုက်ရအမျိုးမျိုးပေါ့အများကြီးရှိတယ်တရားတွေမရှိဘူးလားဘုရားဘာသာမှာလည်းအများကြီးမရှိဘူးလားခရစ်ယာန်တွေမှာလည်းအများကြီးမရှိဘူးလားအဲ့ဒီပညတ်တရားတွေအဲ့ဒီတရားတွေမလုံနဲ့မကင်နဲ့မထီနဲ့ဆိုတဲ့အရာလူစီမှာအခြေပြုတ်ပြီးမှလုတ်ခိုင်းတယ်မလုံနဲ့မကင်နဲ့ဆိုတဲ့အရာကိုတဲ့ဒီနေ့ခရိယာမှာဆိုတော့6ရှိတယ်ခြုံလိုက်မယ်ဆိုတော့10ချက်ရှိတယ်ဆိုတော့အားလုံးထဲမှာတဲ့9ခုစလုံးအလွတ်ရပါစေ9ခုစလုံးလုံနိုင်ပါစေတဲ့တတ်နိုင်ပါစေတဲ့တစ်ခုကိုချိုးဖောက်တာနဲ့အားလုံးကိုချိုးဖောက်ရရောက်တာဖြစ်တယ်တဲ့ကျွန်တော်ရဲ့ကိုယ်သူကမမြောက်တော့ဘူးကဲဟုတ်ပြီအရင်တော့စေတန်းစာမေးပွဲထဲမှာဘယ်နှဘာသာရှိလဲ6ဘာသာရှိတယ်9ဘာသာဂုံထူးရပါတယ်တဘာသာကြပါတယ်အောင်တယ်လို့တတ်မှတ်လားဆိုရတယ်အောင်တယ်လို့တတ်မှတ်လားအောင်တယ်လို့မတတ်မှတ်ပေးဘူးဘာကြောင့်မို့လဲတဘာသာကြတော့ကြောင့်တဘောပေါက်ပြီလားမသိဘူးဒီနေ့ကျွန်တော်ရဲ့ကုတူကောင်းမှုတွေလည်းဘလောက်ပဲကောင်းပါစေတခုကိုကျွန်တော်မလိုက်နိုင်တော့ဘူးဆိုရင်ကျွန်တော်ရဲ့ကုတူကောင်းမှုကအချင်းချင်းဖြစ်သွားပြီပြောချင်တဲ့သဘောကကျွန်တော်ရဲ့ကုတူကောင်းမှုတွေစံချင်မမြင်တော့ကုတူကောင်းမှုကျွန်တော်ရဲ့ကျင့်စာမှုတွေချင်မမြင်တော့အရာဖြစ်တယ်ဒါကြောင့်မို့လူထင်တဲ့အတိုင်းမှန်တော်လက္ခဏာရှိတော်လဲအဆုံး၌တည်ခြင်းတော့ပူတော်လန်းတလန်းရှိတယ်လူတွေထင်တာကတော့ဒီလိုကောင်းအောင်နေလို့ဒီလိုနေလို့ရှိရင်ဒီလိုကျင့်လို့ရှိရင်တော့ကောင်းတဲ့နေရာတော့ရောက်မယ်လို့ထင်တယ်တဲ့မှန်တော်လက္ခဏာလားရှိတယ်တဲ့မှန်တရားရောင်တော့ရှိပေမဲ့လို့အဆုံးတော့ပူတော်လန်းတလန်းရှိတယ်တဲ့နော်မိသားစုများဒါကြောင့်မို့ဒီနေ့ဒါကိုကြည့်စေခြင်းနဲ့သိစေခြင်းနဲ့ဒါလူထင်တဲ့အတိုင်းမှန်တော်လက္ခဏာရှိတော့လဲအဆုံးနဲ့တည်ခြင်းတော့ပူတော်လန်းတလန်းရှိတယ်တဲ့ဒါကြောင့်လူတွေထင်တဲ့အတိုင်းကောင်းတဲ့နေရာရောက်ခြင်းပေမဲ့လို့ကိုယ့်ရဲ့ကျင့်ကြံမှုအဖြစ်ဖြစ်နိုင်လားတတ်တယ်လို့ထင်လားတရားကတော့တရားတယ်အဲ့ဒီလုတ်နေတဲ့အကျိုးမခံစားရဘူးလားခံစားရမယ်မလုတ်နိုင်ရင်မလုတ်နိုင်တဲ့အဲ့ဒီတရားကတင့်ကိုစီရင်မှာဖြစ်တယ်ဒီနေ့လူအသက်မတက်ရဆိုတဲ့အစိုးရရဲ့အဲ့ဒီဥပဒေရှိတယ်ဆိုရင်အဲ့ဒါကိုချိုးဖောက်လို့ရှိရင်အဲ့ဒီတရားကခမမျက်နှာမရွေးဘူးလူကြီးလူငယ်မျက်နှာလုံးဝမရွေးဘူးလုံးဝကိုခံရမှာဖြစ်တယ်အဲ့ဒါကအခဖြစ်တယ်ဒါကြောင့်မို့လူရဲ့ကျူးစာချင်းချမှုအဖြစ်မတတ်နိုင်တော့ကျွန်တော်ဆိုလူတွေထင်တဲ့အတိုင်းမှန်တော့လက္ခဏာရှိတော့လေအဆုံးတိုင်းတည်ခြင်းတို့ပူတော့လန်းတလန်းရှိတယ်ဒါဆိုကျွန်တော်ရဲ့အဆုံးကဘယ်မှာလဲဒါဆိုကိုယ့်ရဲ့ကျူးစာချင်းချမှုအဖြစ်ကိုတတ်နိုင်သလားကျွန်တော်မတတ်နိုင်ဘူးမတတ်တဲ့ဆိုမျောလင့်ခြင်းကင်းမဲ့တော့လူသားများရဲ့အခြေအနေဖြစ်သွားရင်မဟုတ်လားဒီနေ့ကျွန်တော်လူသားများအားလုံးမျောလင့်ခြင်းမရှိတော့ဘူးကျွန်တော်တို့ရဲ့ထာဝရဆိုတဲ့အရာကိုကျွန်တော်မျောလင့်ကိုလှုပ်ဆောင်တဲ့ကိုသူကောင်းမှုတွေလည်းမမြောက်ဘူးဆိုရင်ဘာလုပ်တော့မလဲမကောင်းနိုင်တော့ဘူးဆိုကျွန်တော်လည်းမကောင်းနိုင်ဘူးဘယ်သူတွေကလုပ်ပေးမလဲဒီနေ့လူတွေကလောကရဲ့ဘာသာတရားကကျွန်တော်တို့ကိုလူကိုပဲအခြေပြုပါတယ်ကောင်းအောင်နေပါကောင်းအောင်ကြိုးစားပါဆိုမှလုပ်ထားပဲလေနော်ကောင်းအောင်ကြိုးစားဖို့ပြောထားပါတယ်လူမှအခြေပြုတာဖြစ်တယ်ဒီနေ့ယေရှုတရားယေရှုခရစ်တော်ကတော့ယေရှုတရားမှာအခြေပြုတယ်ကဲဟုတ်ပြီဝမ်းမြောက်ဝမ်းသာစရာတည်င်းကောင်းဆိုတဲ့အရာရောက်လာပြီနော်အခုပြေးလာပြီဝမ်းမြောက်ဝမ်းသာစရာတည်င်းကောင်းဆိုတဲ့အရာကိုပြောပြချင်လို့ခဏအရှိပြောနေတာဖြစ်တယ်ကဲဟုတ်ပြီဖတ်ကြည့်အောင်ကောင်းကြီးကြောက်ရွံ့ခြင်းမရှိကြနဲ့လူအပေါင်းတို့သည်အလုံးဝမ်းမြောက်ဝမ်းသာစရာတည်င်းကောင်းကိုငါကြားပြောအရာကြီးကဲဟုတ်ပြီကြောက်ရွံ့ခြင်းမရှိနဲ့ဘာကြောင့်ကြောက်ရွံ့မလဲထာဝရဆိုတဲ့အရာကိုတမလွန်အတွဲစိုးရင်ပြီးမှမကြောက်ရွံ့နေဘူးလားကြောက်ရွံ့နေတယ်ဟာငါတင်ပေးသွားမလဲဘယ်လိုလုပ်ရမလဲဒီကနေစူးစမ်းပြီးမှငါကောင်းတဲ့နေရာရအောင်ဘယ်လိုလုပ်မလဲအကျွတ်တရားရအောင်ကျွန်တော်ဘယ်လိုစူးစမ်းမလဲဘယ်လိုတတ်နိုင်မလဲပူပန်နေတဲ့လူသားများအတွက်မျောလင်းမရှိတော့လူသားများအတွက်ဘာဖြစ်လဲကြောက်ရွံ့လဲအသက်ရှင်နေတယ်ကျွန်တော်အသက်ရှင်နေတာလေအသက်ရောက်လားကြောက်ရွံ့နေတာပဲဘာကြောင့်မို့လဲအပြစ်ရှိတော့ကြောင့်ကြောက်ရွံ့နေတာဖြစ်တယ်ကျွန်တော်တားခဲ့တော့အလုပ်တခုခုမိဘမကြိုက်တာလှုပ်ထားပြီဆိုဘာဖြစ်လဲပုံနေတယ်အဲ့ဒါကြောင့်ကြောက်တာဖြစ်တယ်ဒါကြောင့်မို့ကြောက်ရွံ့နေတော့ကဘာလောကများသားများအတွက်မျောလင့်ခြင်း
ကျွန်တော်တို့အလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကောင်းကဒီနေ့ခရစ်စမတ်လရာဒီမှာယေရှုခရစ်တော်ထာဝရဘုရားကကျွန်တော်တို့အတွက်ပြင်ဆင်ထားပေးတာဖြစ်တယ်။ဝေါလက်ခုပ်တီးပါတစ်ခေါက်ချီးမွမ်းရအောင်။ကဲဟုတ်ပြီတမန်ထာဝရဘုရားရဲ့တမန်ကျမ်းစာကိုတစ်ချက်ကျွန်တော်ဖတ်ကြည့်အောင်အရေးကြီးတဲ့ဖြစ်တော့နော်။ကဲတိနေတော့ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးဒီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့အားအပြစ်စီရင်ခြင်းကထာဝရဘုရားသခင်သည်သားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ်ဤလောကသားတို့သည်ကိုတော်အားဖြင့်ကေတင်ခြင်းတို့ရောက်မြင်အကြောင်းဆေလွတ်တော်မူ၏ဟာလေလုယာလက်ခုပ်တီးမှချီးမွမ်းရအောင်ကဲဟုတ်ပြီလူဘက်ကနဲ့ကြိုးစားခြင်းကြံမှုအားဖြင့်မတတ်နိုင်ကုတူကောင်းမှုအားဖြင့်မလုံနိုင်ကုတူမမြောက်တော့ဘူး။အော်ငါဘာသာတော့ဂုံထိုးရပါရက်သားနဲ့တပါတာကြယူနဲ့ကြသွားတယ်ကျွန်တော်တို့ကုတူကောင်းမှုအတွက်မတတ်နိုင်။ဒါကြောင့်မို့လောကရဲ့ဘာသာတရားကလူမှာအခြေပြုတာ။တင်ကောင်းနိုင်ကောင်းမကောင်းနိုင်ညောင်းကောင်းနိုင်ကောင်းမကောင်းနိုင်ကြောင်းဒါပဲလူမှာအခြေပြုပါတယ်။ထာဝရဘုရားကကျွန်တော်လူစီမှာအခြေပြုတာမဟုတ်ဘူး။ထာဝရဘုရားရဲ့မေတ္တာလက်ဆောင်ဖြစ်တယ်။ထာဝရဘုရားရဲ့ကျေးမေတ္တာလက်ဆောင်ဖြစ်တယ်အခုကလူဘက်ကနဲ့ကြိုးစားကျင့်ကြံမှုကျွန်တော်ရဲ့ကောင်းခြင်းမကောင်းခြင်းကုတူကောင်းမှုအဖြစ်မဟုတ်ဘဲနဲ့ဗာလဲထာဝရဘုရားကိုထာဝရဘုရားရဲ့သားတော်ကိုယုံကြည်တော်သူအပေါင်းယုံကြည်ခြင်းအဖြစ်ပဲရဖို့ဒါကြောင့်မကြိုးစားခြင်းလားအဖြစ်မရဘူးဆိုရင်ကိုးစားခြင်းလားအဖြစ်ကိုရွေးချယ်ဖို့ဒီနေ့ဖိတ်ခေါ်ခြင်းပါတယ်ဒါကကိုးစားခြင်းတရားလမ်းဖြစ်တယ်ကဲကျွန်တော်ပြန်ဖတ်ကြည့်အောင်ဒီနေ့တွင်ဒဝိရဲ့ဘု து အတွက်လဲဘု து အတွက်လဲကျွန်တော်အတွက်လို့ပြောကြည့်အောင်အတွက်ဖြစ်ပါတယ်ဒီနေ့ဖွားမြင်တော်မူတော့လွန်ခဲ့တော့အနှစ်2000ကျော်မှာဖွားမြင်ခဲ့တော်မူတော့သခင်ယေရှုဖခင်လူစားတိကိုခံခြင်းတည်းအပြစ်ရှိသောသူများကိုကယ်တင်ဖို့ရန်ဖြစ်တယ်အစမှာကျွန်တော်ဖတ်သွားပြီးဖြစ်တယ်နော်အပြစ်ရှိသောသူကိုကယ်တင်အတော်ကဤလောကသို့ကြွလာတော်မူသောစကားသည်တစ္ဆာစကားဖြစ်တယ်အကျွေးမဲ့ခံယူအပ်တော်စကားဖြစ်တယ်ဆိုတဲ့ထာဝရဘုရားကျွန်တော်ကိုပေးတော့လက်ဆောင်ဖြစ်တယ်နော်ဒါကယေရှုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်ဒါဆိုယေရှုကသူလုပ်ပေးတဲ့ຢာကကျွန်တော်နဲ့ဘယ်လိုသက်ဆိုင်တယ်လဲဘယ်လိုသက်ဆိုင်သူပဲတေခန္ဓာလဲသူပဲမွေးဖွားလာလဲကျွန်တော်နဲ့ကဘယ်လိုသက်ဆိုင်တယ်အဲ့ဒါကအနည်းငယ်ဆုံးပိုင်းမှာဖြစ်ပါတယ်ဘယ်လိုယူဆောင်သွားပေးတယ်လဲထောက်မှာကျမ်းတော်တော်မြတ်သေးကိုကျွန်တော်ပြန်ကြားနာရအောင်ငါတို့ရှင်းများတို့ဒီတူးခဲ့တော့လမ်းလွဲလဲကိုအတီးတီလက်တကြကြီးဖြစ်၍ထာဝရဘုရားသည်ခတ်တော်ငါတို့၏အပြစ်များကိုသူ့အပေါ်၌တင်၏ကဲဟုတ်ပြီငါတို့ကတဲ့ကိုကြိုက်တယ်လို့ကိုထင်တယ်လို့ချင်းချမှုအားဖြင့်လမ်းလွဲကြပြီတဲ့ဘယ်သူနဲ့လွဲထာဝရဘုရားနဲ့လွဲထာဝရဘုရားနဲ့လွဲသွားပြီတဲ့ဒါပေမဲ့လို့တဲ့ထာဝရဘုရားဒီတဲ့ခတ်သိမ်းတော်ငါတို့၏အပြစ်များကိုဘယ်သူအပေါ်မှာတင်ဘယ်သူအပေါ်မှာတင်ဒါဆိုလောကသားအားလုံးရဲ့အပြစ်မပါဘူးလားဒါဆိုကျွန်တော်လည်းမပါဘူးလားဒီမှာရှိနေတော့မိတ်ဆွေများအားလုံးတွေ့မပါဘူးလားမမွေးသေးတဲ့လောကသားအားလုံးတွေ့မပါဘူးလားပါပါလားအားလုံးအတွက်တင်ယေရှုအပေါ်မှာတင်လိုက်တယ်ကဲဟုတ်ပြီကဲဒါကိုကြည့်အောင်တမန်ကျမ်းစာထဲမှာတမန်ဟောင်းမှာဒီနေ့လက်တင်ခြင်းဆိုတာရှိတယ်ကျွန်တော်ကဒီတယောက်ကကျွန်တော်ထားပါတော့ဆိုင်းဝမ်ထားပါတော့ကျွန်တော်ကယေဘရဟိစီမှာအကောင်တကောင်ကောင်ထာဝရဘုရားတတ်မှတ်ထားတဲ့ဂျိုးရဲ့နွားနောက်ပြီးမှငယ်ဂျိုးငယ်စိတ်ခိုးအဲ့၅မျိုးဖြစ်တယ်အဲ့၅မျိုးတစ်ခုခုယူလာရတယ်ဆိုရင်ကျွန်တော်ကတူးယူလာမယ်ဆိုရင်အဲ့ဒီတူးပေါ်မှာကျွန်တော်ရဲ့လက်ကိုတင်ထားရတယ်လက်တင်ထားပြီးမှယေဘရဟိကထာဝရဘုရားခင်ဤဆင်းဝမ်ရဲ့အပြည့်အတွက်ဒီတူးတငယ်ပေါ်မှာသူ့ရဲ့အသက်ကိုသူ့ကိုတတ်ခြင်းအပြင်သူ့ရဲ့အသွေးကိုကြည့်ခြင်းအပြင်ဆင်းဝမ်ရဲ့အပြစ်ကိုလွတ်စေတော်မူပါဆိုမှလက်တင်ခြင်းဆိုတာရှိတယ်ဒါဆိုကျွန်တော်ရဲ့အပြစ်ကဘယ်ပေါ်မှာရောက်သွားလဲဘယ်ပေါ်မှာရောက်သွားလဲတူးပေါ်မှာရောက်သွားတယ်
ရောက်သွားတဲ့အခါမှာဘသူလွတ်မြောက်သွားလဲဘသူလွတ်မြောက်သွားလဲဆဲဝံကလွတ်မြောက်သွားတယ်တင်ကလွတ်မြောက်သွားတယ်တနည်းပြောမယ်ဗုဒ္ဓဘာသာနားလည်အောင်ပြောရဆိုရင်ဒီဟာကယတရားခြေပေးခြင်းဖြစ်တယ်ဆိုတော့ဒီခါလေးမှာကျွန်တော်ဖျားနာနေတဲ့ခါမှာတင်မလို့ဖျားတဲ့အခါမှာငပြောသုံးတစ်ခုကိုယူပြီးမှဆဲဝံရဲ့အဝတ်စားတွေကိုမဝတ်ပေးဘူးလားအင်ဂျီရောဝတ်ပေးတယ်ဘောင်းမီဝတ်ပေးအုတ်ထုတ်တွေဝတ်ပေးတယ်ဆိုမှမြစ်ထဲမှာမျောပြီးမှမလုပ်လိုက်လဲဆဲဝံတေးပါပြီဆိုတော့မမျောလိုက်ဘူးလားမျောလိုက်တယ်သူတူပဲဒီနေ့ကျွန်တော်တို့အတွက်ယေရှုကယတရားခြေပေးတော့ရစ်ကောင်ဖြစ်တယ်ယတရားခြေပေးတော့ရစ်ကောင်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့အပြစ်ကဘယ်သူစီရောက်သွားလဲယေရှုပေါ်မှာရောက်သွားတယ်ဟုတ်ပြီပြီးတော့မယ်โอเคရမ်းကြလာတယ်ဟုတ်ပြီဟုတ်တယ်ဒီဟာကတကယ်မရှိမဖြစ်တဲ့အတွက်မနော်တကယ်ရေးကြီးတဲ့အရာဖြစ်တော့ကြောင့်ဖြစ်ပါတယ်လို့နော်ကျွန်တော်ရဲ့အပြစ်ကတူးပေါ်မှာရောက်သွားတယ်ဒါကြောင့်မို့တူးကဘာသူဖြစ်လဲလို့ပြောတဲ့အခါမှာသခင်ယေရှုသခင်ယေရှုကိုယ်တိုင်ကအားတဲ့ပေါ်မှာအသွေးအသက်ကိုစွန့်ပြီးမှသူအသေးခံပေးတာဖြစ်တယ်ဒီနေ့အသေးခံပေးတဲ့အခါမှာသူအဲ့ဒီတူးဖြစ်တဲ့ယေရှုအသေးခံတဲ့ပါကျွန်တော်ကမ္ဘာလောကသားတွေအားလုံးမပါဘူးလားအားလုံးပါတာဖြစ်တယ်ကျွန်တော်အသေးခံတဲ့အခါမှာအားလုံးပါပြီးမှတကြူပြီးမှပါလေကျမ်းစာလာတဲ့3ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်လာတာဖြစ်တယ်တေခြင်းတဲမှာပဲအဆုံးတတ်တဲ့ဖရားမဟုတ်ဘူး3ရက်မြောက်တော့နေ့မှာပြန်လဲရှင်ပြန်ထမြောက်လာတာဖြစ်တယ်ဒါကြောင့်မို့ယေရှုကဂတိပြောတာဂတိပေးထားတဲ့အရာကငါကယေရှုကငါဒီလမ်းခီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်ဖြစ်တယ်ငါကိုအမြင်မပြုတ်လင်အဘေသူများခမည်းထံတော်တို့မရောက်ရဒါကတစ္ဆာစကားဖြစ်တယ်ကောင်းကင်မြေကြီးမတည်တော့လေငါရဲ့စကားတည်လိမ့်မယ်ဆိုတဲ့ထာဝရဖရားရဲ့စကားတော်ဖြစ်တယ်ဒါဆိုလမ်းတစ်လမ်းပဲရှိတယ်ဒီနေ့အကျွတ်တရားရချင်တယ်ဆိုရင်ကိုယ့်ရဲ့ကြိုးစားကြွန့်ကြံမှုအားဖြင့်ရွေးချယ်မလားမလုံနိုင်ဘူးဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ကိုယ်သူကောင်းမှုအားဖြင့်မဟုတ်ကိုယ့်ရဲ့ကြိုးစားကြွန့်ကြံမှုအားဖြင့်မဟုတ်ဘဲနဲ့ထာဝရပြုပေးတော်မူတော့ယေရှုတရားလမ်းကိုယုံကြည်ခြင်းအားဖြင့်ခဏကျွန်တော်ပြောပြီးပြီကျွန်တော်တို့ရတရားခြေတဲ့အရာကိုကိုဆိုင်ဝမ်အစားတည်သွားပြီဆိုတဲ့အရာရတရားခြေတဲ့အရာကိုတကယ်ရတရားထမြောက်ဖို့ကတခုလိုတယ်ဘာလို့အပ်လဲနောက်ဆုံးမိကွန်းဘာလို့အပ်လဲရတရားအထမြောက်ဖို့တော့ဘာလို့အပ်တယ်လဲယုံကြည်ခြင်း right faith ယုံကြည်လို့အပ်တာဖြစ်တယ်ဒီနေ့မင်းအတွက်ဆိုင်ဝမ်တည်သွားပြီဆိုမှလုတ်ပြီးပြီလို့ပြောရင်မယ်ဖြားနေတဲ့ကျွန်တော်ကမယုံကြည်ဘူးဆိုရင်ကိုယ့်သူအဲ့ဒီဘယ်လိုပြောရတရားခြေခြင်းဒီအထမြောက်မှာမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒီခြေပေးတဲ့အရာကိုကျွန်တော်တို့ကဘာလုပ်ရလဲယုံကြည်ရတယ်လူရဲ့အဲ့ဒီရတရားတော်မှအထမြောက်တယ်အဲ့ဒါတော့မှမချမ်းပါဘူးလားချမ်းပါတဲ့အရာမရဘူးလားဒါလူတွေလောက်တဲ့အဲ့ဒီရတရားတော်မှအထမြောက်တယ်ဆိုရင်အခုကဖျားပြုတ်ပေးတဲ့ရတရားခြေဖြစ်တယ်ဒါဆိုကျွန်တော်တို့ကယေရှုခရစ်တော်လွတ်ဆောင်ပေးတဲ့ရတရားခြေပေးတဲ့အရာကိုယုံကြည်ခြင်းအားဖြင့်ပဲကျွန်တော်တို့ကအကျွတ်တရားအလွတ်တရားထာဝရဦးခြင်းနာခြင်းမရှိတဲ့နိုင်ငံထဲကိုဝန်စားရတာဖြစ်တယ်။ဒါကကျွန်တော်တို့အတွက်ထာဝရအသက်ဖြစ်တယ်။ထာဝရအသက်အနေနဲ့ထာဝရဘုရားကကျွန်တော်တို့ကိုပေးတာဖြစ်တယ်။ဒါကယေရှုတော်အနေနဲ့ဖြစ်တယ်တဲ့။ယုံကြည်သောအဖြစ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းတော်ရောက်ရ၏ကိုယ်အလိုရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်တယ်။ကိုသူကြောင့်ကယ်တင်ခြင်းတော်ရောက်သည်မဟုတ်သူဖြစ်၍အပေသူများဝါကြွားစာကြောင့်မရှိဘူးတဲ့ဂျေဇုတော်ကြောင့်ဖြစ်တယ်တဲ့ဒါကြောင့်ပြောချင်တယ်ဂျေဇုလို့ပြောတဲ့အခါမှာကိုယ့်ရဲ့စွမ်းစားအားဖြင့်မဟုတ်ဘဲနဲ့ခံစားရတဲ့အရာကိုဂျေဇုတော်လို့ခေါ်ပါတယ်ကိုယ်နဲ့မထိုက်တန်တဲ့အရာကိုရရှိခြင်းကိုဂျေဇုတော်လို့ခေါ်ပါတယ်ကိုယ်အဖို့အခမပေးဘဲနဲ့ခံစားရရှိတဲ့အရာကိုဂျေဇုတော်လို့ခေါ်ပါတယ်ကိုကြိုးစားပြီးမှရတဲ့အရာကိုအခခေါ်တယ်ကိုကြိုးစားပြီးမှရတဲ့အရာကိုကျွန်တော်တို့ကစုလို့ခေါ်ပါတယ်ဒါကိုနားလေသဘောပေါက်ဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ကြိုးစားခြင်းကြံမှုအပြင်ကိုယ်တူကောင်းမှုအပြင်ရမယ်ဆိုရင်စုဖို့အခဖို့ကိုရမယ်အခဖြစ်ပါတယ်ဒီနေ့အပြည့်ရအခကတည်ခြင်းဖြစ်တယ်လို့ပြောပါတယ်အခရဲ့အပြည့်ရအခတည်ခြင်းကျွန်တော်တို့ရဲ့အခရတဲ့အခကတည်ခြင်းဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကားတဲ့ပုံမှာအတူအသက်ကိုစွန့်ပြီးမှကျွန်တော်တို့အတွက်ရတရားခြေပေးပြီးတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအရာလေးကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကထာဝရဦးခြင်းနာခြင်းမရှိတဲ့
နိုင်ငံကျွန်တော်တို့ဝန်စားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာဖြစ်တယ်ဒါကြောင့်မို့ကြိုးစားခြင်းနဲ့မရဘူးဆိုရင်ကူးစားခြင်းကိုရွေးချယ်ပါလို့ပြောချင်ပါတယ်ကိုယ့်ရဲ့ကြိုးစားခြင်းကြမှုအပြင်ကိုယ့်ရဲ့လှုပ်ဆောင်ခြင်းမဖြစ်နိုင်မတတ်နိုင်ဘူးဆိုရင်ကျွန်တော်တို့အတွက်မတတ်နိုင်သောသူများတော့ဘုရားလှုပ်ဆောင်ပေးတဲ့အရာကျွန်တော်ကိုပေးခြင်းဒီခရစ်မတ်ဆိုတဲ့အရာထာဝရပေးတော့လက်ဆောင်ခရစ်စမတ်လက်ဆောင်ကယေရှုခရစ်တော်ဖြစ်တဲ့ထာဝရအသက်ဖြစ်တယ်။ဒါကကျွန်တော်တို့ကိုကြိုးစားခြင်းလမ်းအဖြစ်မဟုတ်ကူးစားလမ်းအဖြစ်ကျွန်တော်တို့ရဲ့ရာခြေပေးတဲ့အရာကိုယုံကြည်လက်ခံခြင်းအဖြစ်အကျွတ်တရားကိုလေဆိုတဲ့အရာကထာဝရဖျားပေးတော်မူသောအကျွတ်တရားထာဝရလူကျင်တရားမေတ္တာလက်ဆောင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဤများလောက်နဲ့တက်တက်ခံခြင်းပါတယ်။အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ။